ကဲဗျာကျွန်တော်အားပေးနေတဲ့ပြည်သက်ကြီးကိုကျွန်တော်ဒီတစ်ခေါက်တော့ကြောက်လေးနည်းနည်းပါးပါရှင်းတန်းလေးတစ်ခုပြောပြပါရစေဗျကြောက်ကိုအခုမှပဲစလုံးမှပဲဖြစ်ဖြစ်လိုင်းပေါ်ကနေပဲဖြစ်ဖြစ်အပြင်မှာပဲလေးနာနေတဲ့သူပဲဖြစ်ဖြစ်ပေါ့ဗျာကြောက်ရဲ့အခြေခံသဘောတရားနီးလေးရင်စပြောပြပါမယ်ဗျကျွန်တော်ကအဓိကဖြတ်သားလိုင်းကိုအဓိကအားထားပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်ဖြတ်သားလေးကိုနည်းနည်းပါးပါရှင်းပြပေးပါမယ်ဒါကတော့ကြောက်သားရတဲ့အနေထားလေးပေါ့ဗျာအောက်ကလက်ရိပ်လေးနဲ့ကြီးကြီးအားဖြင့်တော့ကြောက်သားလေးတော့ရတယ်မဆိုးတဲ့အနေထားလေးကြောက်ရဲ့အဓိကဦးဆုံးကြည့်ရမှာတော့ကြောက်စီပေါ့ဗျာဒါတော့ကျွန်တော်အပွင့်လိုင်းနဲ့ပတ်သက်တာလေးကိုနည်းနည်းပါးပါပြောပြမှာဖြစ်ပါတယ်ဗျကြောက်စီလေးတွေကိုကြည့်လို့ရပါတယ်ဗျနောက်ပြီးရင်အမြုပ်ဆန်အနာဒူလေးကိုတေချာချိန်မယ်ဆိုရင်တော့ကြောက်ကတော့အနေထားတစ်ခုမှာဝယ်ရောင်းဆိုင်ကိုလိုးလို့ရတဲ့အနေထားလေးပေါ့ဗျာကြောက်သားလေးတွေကောင်းရမယ်အမြုပ်ဆန်အနာလေးတွေတော့ရှင်းနိုင်ရင်တော့ရှင်းသမျှရှင်းရင်တော့ကောင်းတာပေါ့ဗျာကဲဒီကြောက်မောက်ကြည့်ရမယ်ဆိုရင်တော့ကြောက်ကမောက်သားပေါ့ဗျာမောက်သားဟိုမှာကျွန်တော်တို့အရေပန်းပုံစံလေးပါတယ်ပေါ့ဗျာဇိမ်းရည်ပေါ့ဗျာကြောက်ကအနှံမြင်းနေနဲ့မောက်သားတွေကတော့နည်းနည်းရှုပ်ပါတယ်ဗျနောက်ပြီးတော့ဖြတ်သားကိုကြည့်မယ်ဆိုရင်တော့ဒီရဲ့ဖြတ်လိုက်တဲ့ဖြတ်သားပေါ်မှာရမ်းလေးတွေပေါ့ဗျာရမ်းလေးတွေပါတယ်အခုမှစလေးလာမဲ့သူတွေအတွက်ကိုအရင်ပြောကြားခြင်းဖြစ်ပါတယ်ဗျကျွန်တော်ဒီဖြတ်သားရဲ့အပေါ်မှာရမ်းလေးတွေပါတယ်ပထမတစ်ဆင့်နေနဲ့ပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ကြောက်စီလေးတွေပါမပါအမြုပ်ဆန်အနာလေးတွေရှင်းမရှင်းဆိုတော့ကြည့်ရမှာပေါ့ဗျာအခွန်မှာပါတဲ့ရမ်းနဲ့ကျွန်တော်တို့ဖြတ်သားပေါ်မှာပါတဲ့ရမ်းကတော့တိတ်မကွာပါဘူးဗျကြောက်သားဘာလို့လင်းလဲဆိုရင်ရန်အားလင်းလို့ကြောက်သားလင်းတာဒါကတော့ရိုးရှင်းပါရဲ့နော်ကြောက်ကတော့မာယာမများဘူးလူတွေကတော့မာယာများတယ်အသေးစိတ်ကိုတော့ကျွန်တော်ရဲ့တင်တန်းမှာပဲကျွန်တော်ရှင်းပြနေပါတယ်ဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ကိုအားပေးနေရဆိုရင်တော့ comment လေးမှာဘယ်မျိုးတွေကအားပေးနေပါတယ်လို့ comment လေးမှာတခုတော့ရေးသားပေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျ